အားလုံးပဲမင်္ဂလာပါရှင်မေရီမနီကနေဒါလန်နိုင်ငံကိုတွားပြီးတော့ခါနာဗယ်ပွဲတော်ကိုကိုရိုင်းတွားရောက်ကြည့်ရှုခွင့်ရခဲ့တာပဲဖြစ်ပါတယ်ခါနာဗယ်ဆိုတာကကြတော့ဥရောပနိုင်ငံမှာအထူးသဖြင့်ပေါ့နော်ခရီးယန်ယဉ်ကျေးမှုနဲ့ဆက်ဆက်ပြီးကျင်းပလာတဲ့ပွဲတော်လေးတစ်ခုပါရှင်အစာရှောင်ကာလမစခင်မှာလူတွေပျော်ရွှင်ရွှင်နဲ့စားတောက်တဲ့ကခုံနဲ့ပျော်ပွဲရှင်ပွဲတွေပြုလုပ်ကြတဲ့အချိန်ကာလလေးပဲဖြစ်ပါတယ်ရှင်သူကကြတော့တစ်နှစ်ကိုတစ်ကြိမ်ကျင်းပလိုက်ရှိပါတယ်နိုင်ငံလိုက်ကွာပြီးတော့တချို့က February လမှာကျင်းပတယ်တချို့ကတော့ March လအစပိုင်းမှာကျင်းပကြတယ်ခုလိုမြင်တွေ့နေရတာတော့အယောင်တွေးဆုံ costume တွေဝတ်ဆင်ကြပြီးတော့လမ်းပေါ်မှာ parrot တွေလေ့လေကြတာပဲဖြစ်ပါတယ်ကဲပြန်လမ်းမှာတော့မြင်တွေ့ရတဲ့အတိုင်းပဲနင်းနေကြနေပါပြီဆိုတော့ကဲပြန်ပါတော့မယ်ရှင် Belgium ကိုပြန်ပါပြီအားလုံးပဲတတ်တာကြည့်ရှုပြီးတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်ပင်လေရောက်ပါပြီပိတ်သက်တီးတို့ရဲ့Kijk aan naar Pignon. Oh, I must do like this. Ooh, like this. I must now share my singing food. Whee! Pin leရောက်ပါပြီ. You must do like this too.